မင်္ဂလာပါညဘက်မအိတ်ခင်3မိနစ်လောက်အချိန်ပေးပြီးတော့ဒီလေ့ကျင့်ခန်း3ခုကိုပြုလုပ်နေတယ်6ရက်သွေးစစ်စစ်မှုတွေကိုပုံမှန်ကောင်းမွန်စေတယ်6မှာဖြစ်တတ်တဲ့ယောဂလက္ခဏာတွေ6နဲ့ပတ်သက်တဲ့အောင်ရောစနစ်တွေကိုပုံမှန်ကောင်းမွန်စေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းတွေ3ခုကိုဝေပြပေးချင်ပါတယ်ဒီလေ့ကျင့်ခန်းလေးအတွက်ကတော့6အောက်မှာခံဖို့လောက်အရွယ်အစားခေါင်းလေးဖြစ်ဖြစ်စောင်းလေးခောက်ထတာဖြစ်ဖြစ်ပေါ်တုံးလေးဖြစ်ဖြစ်ဖက်ခေါင်းလေးဖြစ်ဖြစ်ခံထားပြီးဖို့တော့လိုပါတယ်ဗျလေ့ကျင့်ခန်းပုံစံလေးကပက်လက်အိတ်နဲ့နေထားကနေ6လေးအောက်မှာခဏကျွန်တော်ပြောထားတဲ့အရာဝတ္ထုတွေကိုခံလိုက်ပါပထမဆုံးလေ့ကျင့်ခန်းလေးနေနေကတော့6တစ်ဖက်ချင်းဒီ6ခြေပြားတစ်ဖက်ကော့မယ်ခြေပြားတစ်ဖက်ကိုအောက်ကိုဆန့်သွားမယ်ခြေပြားကော့မယ်ခြေပြားဆန့်မယ်ဒီလေ့ကျင့်ခန်းလေးကို10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးနေနေကတော့6နှစ်ဖက်လုံးကိုစက်ကဲပုံစံလေးဂိုင်းတူလေးခြေချင်းဟောကနေစပြီးတော့လှည့်ပေးရမှာဖြစ်ပါတယ်ဗျဘယ်ဘက်ကိုစက္ကန့်30ညာဘက်ကိုစက္ကန့်30လောက်လှည့်ပေးရမှာဖြစ်ပါတယ်ဗျတတိယလေ့ကျင့်ခန်းလေးကတော့ခြေချောင်းလေးတွေကိုအတွင်းကိုရောင်းတော့ကုတ်မယ်ပြီးရင်ခြေချောင်းလေးတွေကိုပြန်ပြီးတော့ဖြန့်ထုတ်ပေးရမှာဖြစ်ပါတယ်ခြေချောင်းလေးတွေကိုကုတ်ဝင်ပါမယ်ပြီးရင်ခြေချောင်းလေးတွေကိုပြန်ပြီးဖြန့်ထုတ်မယ်ဒီလေ့ကျင့်ခန်းလေးကို10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း3ခုကမအိတ်ခင်3မိနစ်လောက်ပဲအချိန်ပေးပြီးတော့လေ့ကျင့်ရုံနဲ့6မှာရှိတဲ့သွေးစစ်စစ်မှုတွေကိုပုံကောင်းမွန်စေတဲ့6နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တဲ့ယောဂလက္ခဏာတွေကိုကြိုတင်ကာကွယ်ထားရရောက်တဲ့6မှာရှိတဲ့အာရုံရောစနစ်တွေကိုလည်းပုံကောင်းမွန်စေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့ကြိုးရှိမှုတွေကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစုံနဲ့ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်100ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုညီလေးပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်